ထားတာဆိုတော့ဘသူတွေကမှကျွန်တော်ကိုစားပြောနေလဲပေါ့ဗျာအဲ့လိုစဉ်းစားမိတာပေါ့ဆိုကျွန်တော်ထောင်ဝထွက်လာပြီးတော့တိတ်မကြဘူးဟောပြက်လုံးတစ်လုံးကျွန်တော်ကြားမိတယ်အဲ့ပြက်လုံးထဲမှာဟိုကျွန်တော်သမရအိမ်တော်မှာအပေါက်ဆောင်ခန့်တာပေါ့ဗျာဆိုတော့ကျွန်တော်ကဟောအဲ့အပေါက်ဆောင်အနေနဲ့တနက်ကလေးကင်ပြီးတော့ရက်နေတဲ့အချိန်မှာအဖိုးကြီးတယောက်ကကျွန်တော်လာမေးတယ်ငါတို့ဘိုးချုပ်မူကြီးနဲ့တွေ့ခြင်းလို့အဘသူနာသွားပြီမရှိတော့အဖိုးရပြန်တော့နိုင်ဘွက်လောက်နေတော့ပြန်လာပြန်ငါတွေ့ငါဘိုးချုပ်မူကြီးနဲ့တွေ့ခြင်းလို့အဘလွန်ခဲ့တဲ့နိုင်ဘက်ကခမ ्या ကိုကျွန်တော်တစ်ခါပြောပြီးပြီလေနာသွားပြီမရှိတော့ဘူးပြန်ထွက်သွားနိုင်ဘွက်လောက်နေတော့ပြန်လာပြန်ငါတွေ့ဘိုးချုပ်မူကြီးနဲ့တွေ့ခြင်းလို့ဟိုခမ ्या ကျွန်တော်ဘယ်တစ်ခါပြောရမလဲဒီတစ်ခါတော့စိတ်ကတော့တိုးပြီလေဗျာတနက်နဲ့ထိုးချိန်နေတာပေါ့ကျွန်တော်ပြောတယ်မရှိတော့ဘူးလုံးဝနားသွားပြီခမ ्या ဘယ်တစ်ခါပြောရမလဲဟုတ်ပါတယ်ငါတို့ကြီးဟာအဲ့ဒီအတန်လေးကြားရတာချိုလွန်းလို့ပါ